hello အခုကျွန်တော်Amazon ကနေပြီးတော့မှာထားတဲ့ပစ္စည်းတစ်ခုရောက်လာပြီပေါ့နော်ပစ္စည်းကတော့နည်းနည်းသေးတယ်အဲ့လေးပြချင်လို့ထားတာဘာမှမဟုတ်ဘာလဲဆိုတော့ဒီကလေးစပိန်မှာထားတာစပိန်အခုရောက်လာတော့ဖွင့်ပြီးတော့ဆင်ရတော့မယ်အဲ့လေးချက်ကြည့်ပဲဖွင့်ပါပြီမိုးလေကင်းလွတ်နေတဲ့အချိန်လေးမှာရောက်လာလို့ကျေးဇူးတင်ပါတယ်ဒါမီးလုံးပါအထက်ကိုပြပါမယ်အထက်ကိုပြမလက်ကိုင်ဟိုဟန်တယ်မာတာရပဲမဖြစ်နိုင်ကုန်ဟိုမှာဘက်ထရီတို့ဘာတို့ဘူးတို့ဘက်ထရီအသွင်းတဲ့ဟာတို့ဘာတို့အဲ့ဒါမှာဘက်ထရီတော့တော်တော်ကြီးတယ်အော်ဒီမှာဟိုတော့ပါသေးလေထိုးတန်လေးအောင်ထည့်ပေးထားသေးဒီမှာဘက်ထရီတော့မှာခင်ဗျာဒီမှာတော့ဒါဟိုပါအားသွင်းတဲ့ပစ္စည်းတွေထည့်ထားပြီလေဒီထဲမှာအားသွင်းတာရယ်ရှေ့ဘင်းရဲ့ဝင်ရိုးရယ်နောက်ဒါဟိုသူစင်မို့အတွက်ပစ္စည်းလေးထည့်ပေးလိုက်နော်ပေါ်တော့နေတော်များပေါ်တော့ဒါကဘာလဲမသိဘူးဒီမှာကြည့်ရဒါကတဲကထုတ်လို့ရတဲ့ပစ္စည်းတော်တော်များများတော့ထုတ်ပြီးသွားပြီပေါ့နော်ရှေ့ဘင်းထုတ်ပါဦးမယ်ဒါရှေ့ဘင်းဒီစပိန်တစ်ခုလုံးငါပြီးထုတ်ရတော့တော်တော်လေးတယ်ကျွန်တော်လာပို့တော့ထဲဟာကြီးနိုင်အောင်ထုတ်တယ်ပေါ့နော်โอเคဒီက2ယောက်ရှိတော့အဆင်ပြေတော့ကျွန်တော်တယောက်တည်းဖြစ်နေတော့နည်းနည်းတိုင်ပတ်တယ်โอเคပထမဦးဆုံးတော့လက်ကင်ကိုစင်မို့အတွက်ကအဲကီလီပါပစ္စည်းကတော့အားလုံးစုံအောင်ထည့်ပေးထားတယ်အဲဒီမှာမတို့ရဲ့လက်ကင်ရတယ်မတော့တစ်ခါလေးပါပြီးသားဗျဟုတ်ပြီးသွားပြီဆိုတော့ရှေ့ဘင်းတက်မှာရှေ့ဘင်းတက်ပြီးတော့အောက်ချပြီးတော့တောက်ထောက်လို့ရပြီဗျတောက်ထောက်လို့ရရင်အဆင်ပြေသွားပြီဟိုကျတော့တောက်ကထောက်လို့မရသေးဘူးဒါကြီးဖယ်ရအောင်တူမာကဝါဝင်ရောပါတယ်ဝင်ရောသူဝင်ရောနဲ့ထဲမှာတစ်ခါထည့်ပြီးတက်ရောမယ်ဝင်ရောပေါက်ထဲကို
ဝင်ကိုထည့်လိုက်ဒါလည်းဝင်ကိုထည့်လိုက်ပြီးတော့ရက်လိုက်ရုံနဲ့โอเคရှေ့ဘက်နဲ့တက်ပြီးတော့ပါပြီထောက်ရဖြုတ်လိုက်တော့နော်ပြီးရင်တော့ပြန်ပြီးလှမ်းပါပေါ့โอเคโอเคကျွန်တော်အခုဆိုလို့ရှိရင်အားလုံးတော့ဖြုတ်လို့ပြတာပါရှေ့မီးကြီးတက်မှာရှေ့မီးကြီးနော်တခြားဘာတွေပါလဲကြည့်အောင်ဒါဘက်ထရီအားသွင်းနေဟာဒါဘတ်မန်ရန်နေထောင်ပြောသွားမယ်ဒါဘတ်မန်အဲဆိုရင်ရှေ့မီးကြီးလဲကျွန်တော်တက်လို့ပြီးတော့ပါပြီရှေ့မီးကြီးပြီးပြီဆိုတော့တိတ်ကတယ်โอเคဒါဆိုကျွန်တော်ဘက်ထရီတက်လိုက်ပြီအခုဘက်ထရီနဲ့တက်ပြီးပြီကျိုးတွေနဲ့ဆင်ပြီးပြီ brake ဘာညာနဲ့ဆင်ပြီးပြီဒီ M လေးကိုဖိထားလိုက်ရင်စက္ကန့်မှာပေါ်လာရင်ဒါဘယ်နှကီလိုမီတာနဲ့သွားတယ်ပေါ့နော်ဒီမှာဂီယာဘယ်နှခုရှိလဲဘာညာပေါ့ဒါမိုင်လစ်ပေါ့နော်အားလုံးစုစုပေါင်းဘယ်နှကီလိုမီတာသွားပြီးပြီဆိုတဲ့ပုံစံကိုပြဘက်ထရီရဲ့ပါဝါကိုချိန်နေလဲမှချိန်လို့ရတယ်ပေါ့ကလေးနဲ့လည်း9 dB ချိန်လို့ရတယ် speed ကစင်တော်ပြေးပါတယ်မနော်တော့အများကြီးပြရရှိတယ်ပြရရတော့မှာ break တို့short bar တို့ဘာလို့ပေါ့နော်ပြရရှိတယ်ဒါနဲ့မိုးကရွာနိုင်ပြီတော်သေးစင်ပြီးတဲ့အချိန်ကျတော့မိုးရွာတော့အခုလက်စလေးတက်ပြီးတော့တိုင်းလိုက်ပါတော့မယ်နောက်ကျမှဒီစပိန်ရဲ့ကောင်းချင်းဆိုးချင်းလေးတွေထပ်ပြီးတော့လုပ်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်